ကောင်ကြီးသက်လောက်ဖြစ်ဖို့လည်းကောင်းတယ်ဆွဲဆောင်မှုလည်းရှိရဲ့ဗုဒ္ဓဟူးလေးရဲ့အခြေအနေကိုဒီနေ့မှာပြောပြပါမယ်ဗုဒ္ဓဟူးလေးတွေကကလေးဆန်ပြီးတော့သူတို့ချစ်တဲ့တငယ်ချင်းချစ်သူအပေါ်သူရဲ့မိဘတွေအပေါ်မှာအရင်ချွဲနွဲတတ်တယ်သူတို့ကိုယ်တိုင်လည်းချွဲလို့ချွဲမှန်းမသိဘဲနဲ့ချွဲမိသွားတာမျိုးပေါ့နော်သူတို့ချစ်တဲ့လူတွေရှင်းရောက်လို့ရှိရင်သူတို့ကိုသူတို့ကလေးလေးတယောက်လိုပဲသူတို့စိတ်ကဥမွင်လင်းလွတ်လွတ်လပ်လပ်နေတတ်တော့ချွဲမိသွားတယ်ဒါကဟန်လုံးနေတာမဟုတ်ဘူးသူတို့ချစ်တဲ့လူတွေစီကသူတို့ attention လိုချင်တယ်ဂရုစိုက်မှုတွေကျင်နာမှုတွေလိုချင်လို့ချွဲမိသွားတာပါအဲ့လိုမျိုးချွဲလို့သူတို့ကိုအရင်ကလေးဆန်နဲ့အတွေးခေါ်မရင်ချက်ဘူးလို့တော့မတင်လိုက်ပါနဲ့သူတို့ကကိစ္စတစ်ခုကိုသုံးဖြတ်တော့မယ်ဆိုလို့ရှိရင်တေးသေးချာချာတိတိကျကျစဉ်းစားပြီးမှဆုံးဖြတ်လေးရှိတယ်အရင်ချစ်လို့ချွဲရမယ်သူတို့ကမရင်ချက်တဲ့သူတွေမဟုတ်ဘူးတကယ်လို့သူတို့အပေါ်တစ္ဆာဖောက်တာကိုတိခဲ့ပြီဆိုလို့ရှိရင်တမင်လည်းပြန်တော့လက်မကြည့်တတ်တာကဟုတ်တခုတွေပါအရန်အနော်နာခံနဲ့ချစ်တဲ့လူတွေပေါ်မှာတစ္ဆာမြဲတယ်ဟုတ်အပေါ်မကောင်းဘူးလို့ထင်လာရင်လေဘယ်လို relationship မှာပဲမဆိုဒီလူတွေကိုပြန်လဲပြင်ဆင်ခွင့်မပေးပဲတိတ်ဆိတ်လှည့်ထွက်သွားတတ်ပါတယ်သူတို့ပြတ်သားသွားပြီဆိုရင်တော့တရားမင်းစင်တာအောင်ဒီ relationship ကပြန်ဆက်ဖို့အဆင်မပြေတော့ပါဘူးကိုချစ်သူကဗုဒ္ဓဟူးလေးဆိုရင်သူတို့ကိုတန်ဖိုးထားပြီးချစ်ပေးပါချစ်ချင်းမြတ်တာကိုပြောပဲနဲ့ပေးတဲ့ view ဆိုင်မှုတွေကျင်နာမှုတွေကိုအမြဲလိုလားတတ်တဲ့သူတွေပါဆရာမပြောတဲ့အချက်တွေထဲမှာဘယ်နှချက်လောက်တူလဲမှန်မှရေးပေးခဲ့ပါဦးဒီမေးမယ်ဆိုလို့ရှိရင်ဆရာမရဲ့ Viber ဖုန်းနံပါတ်မှာလာမေးလို့ရပါတယ်